နောက်ထပ်တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့တရုတ်မြန်မာနယ်စပ်အခြေအနေပေါ့ရှမ်းမြောက်ဒေသတရုတ်မြန်မာနယ်စပ်တရုတ်မြန်မာနယ်စပ်နဲ့ပတ်သက်ရင်ကျွန်တော်တို့ဆုံးရှုံးနေတဲ့ထိန်းချုပ်လို့မရသေးတဲ့နေမြေရှိပါတယ်ဒါကတော့ပြီးခဲ့တဲ့ကာလက10-20ကွန်ကာလပေါ့ဗျာအဲ့ဒီကာလမှာခင်ဗျားတို့ကြားပါလိမ့်မယ်သိပါလိမ့်မယ်လက်ရှိဘာလုပ်လာလဲဆိုတော့ဒီတရုတ်မြန်မာနယ်စပ် MMDA နဲ့ဒီ UWSA အဖွဲ့တွေထိန်းချုပ်တဲ့ area ပေါ့တရုတ်မြန်မာနယ်စပ်က MMDA နဲ့ UWSA အဖွဲ့တွေထိန်းချုပ်တဲ့နေရာမှာဆိုရင်ဒီတရုတ်နိုင်ငံကသူရဲ့ဒီနယ်စပ်ခြံစည်းရိုးပေါ့နယ်စပ်ခြံစည်းရိုးကိုကျွန်တော်တို့ရှေ့ကိုတဖြည်းဖြည်းတိုးလာတယ်ပေါ့တိုးလာတယ်ဒေသခံတွေမှာလည်းကျွန်တော်တို့အမှ online တွေမှာလည်းတောက်လျှောက်တင်လာကြတယ် TikTok မှာလည်းတောက်လျှောက်တင်လာကြတယ်ဟောဒီတရုတ်နိုင်ငံကမြန်မာနိုင်ငံဘက်ကိုကျွန်တော်တို့ခြံစည်းရိုးတွေတိုးလာတယ်ခတ်လာကြတယ်ဆိုပြီးတော့ကျွန်တော်တောက်လျှောက်ကျွန်တော်တင်လာကြတယ်ပြီးရင်ဒီလိုမျိုးအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီတရုတ်နိုင်ငံကနေပြီးတော့ဒီလိုနယ်စပ်ခြံစည်းရိုးကိုကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ area ဘက်ခြမ်းကိုတိုးပြီးခတ်လာတဲ့အခြေအနေကို MMD အဖွဲ့ကလည်းကျွန်တော်ကန့်ကွက်ထားတာမရှိသလို UWSA အဖွဲ့ကလည်းကန့်ကွက်ထားတာမရှိဘူး။ဘာကြောင့်မကန့်ကွက်ရလဲဆိုတော့သူတို့ကကျွန်တော်တို့ရဲ့မျိုးရင်းတွေမဟုတ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်။မျိုးရင်းတွေမဟုတ်ဘူး။မျိုးရင်းတွေမဟုတ်လို့ကျွန်တော်ပြောမှာဖြစ်ပါတယ်။အဲ့တော့ဒီတော်တော်လေးဆိုးတယ်ပေါ့ဗျာ။ဒီအပိုင်းမှာကျွန်တော်တို့ဝါရဲ့လူငယ်အတန်မီဒီယာကနေပြီးတော့ဒီချိန်နဲ့ပတ်သက်ပြီးသူတို့ဓာတ်ပုံမှတ်တမ်းအနေနဲ့တကွာဖော်ပြလာတယ်။ဒီတရုတ်မြန်မာနယ်စပ်မြန်မာပိုင်မြန်မာနိုင်ငံပိုင်နယ်စပ်မှာတရုတ်ကနေပြီးတော့ခြံစည်းရိုးတိုးလာတဲ့နေရာတွေကဒီ MMD အဖွဲ့တွေထိန်းချုပ်တဲ့ချင်းရွှေရောကျူကုတ်ပန်ဆိုင်ရွှေလီတို့ဖြစ်ပါတယ်ဒီနောက်တဲ့နေရာကတော့ကျွန်တော်တို့ UWSA အဖွဲ့တွေထိန်းချုပ်တဲ့နမ်တစ်မန်ခါအဲ့ဒီ area တွေမှာဒီတရုတ်ကခြံစည်းရိုးတွေတိုးခတ်လာတယ်လို့သူတို့ဘက်ကဖော်ပြထားတွေ့ရပါတယ်ခတ်တဲ့အခါမှာဒီ area မှာရှိတဲ့ရခိုင်ကျွန်တော်တို့ရှိခဲ့တဲ့နေအိမ်တွေကိုသူတို့တချို့သောအိမ်တွေကိုဒါငွေကြေးပေးပြီးတော့ဖယ်ခိုင်းတာတွေတချို့ကတော့ရခိုင်ကတော့ကျွန်တော်မြန်မာဘက်ခြမ်းမှာရှိပြီးတော့လက်ရှိတော့ကျွန်တော်တို့တရုတ်နိုင်ငံရဲ့ခြံစည်းရိုးဘက်တရုတ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့အခြေအနေတွေလည်းဖြစ်ပေါ်နေတယ်လို့သူတို့ဘက်ကလည်းရေးသားတာတွေ့ရပါတယ်အဲ့ဒီအခြေအနေပေါ့ကျွန်တော်ဒီနယ်စပ်တရုတ်မြန်မာနယ်စပ်နယ်နိမိတ်တိုင်းတဲ့အခြေအနေတွေပြပါမယ်1960ကာလ1960ကာလမှာကျွန်တော်နိုင်ငံရဲ့ဝန်ကြီးချုပ်ဦးနုနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဝန်ကြီးချုပ်ချူလိုင်အင်းတို့ကဘေကျင်းမှာဒါနှစ်နိုင်ငံလက်မှတ်ရေးထိုးပြီးတော့ကျွန်တော်တို့နယ်စပ်တွေကိုကျွန်တော်တို့နယ်စပ်တွေတိုင်းတာတွေလုပ်တယ်တတ်မှတ်တာတွေလုပ်တယ်ဒါကျွန်တော်1960ကာလက1960ကာလလက်မှတ်ရေးထိုးတဲ့နေ့က1960ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာဦးနုနဲ့တရုတ်ဝန်ကြီးချုပ်ချူလိုင်အင်းတို့ကဘေကျင်းမှာကျွန်တော်တို့လက်မှတ်ရေးထိုးခဲ့တယ်လက်မှတ်ရေးထိုးပြီးတဲ့အခါမှာကျွန်တော်ဒီနယ်စပ်ခြံစည်းနဲ့ပတ်သက်ပြီးတော့ဒါနှစ်နိုင်ငံပေါ့9နှစ်တစ်ချိန်ဖြစ်စေ10နှစ်တစ်ချိန်ဖြစ်စေနှစ်နိုင်ငံရဲ့နယ်ခြားကော်မတီတွေကဒီနယ်နိမိတ်တွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့လဲပြိုသွားတဲ့တိုင်းတွေပြန်ဆိုင်တာတွေပြန်ပြီးတော့ကျွန်တော်တို့နှစ်နိုင်ငံသဘောတူညီတဲ့အရာကိုကျွန်တော်တို့ဒီဘက်ကကျွန်တော်မြန်မာနိုင်ငံဘက်ကကြော်လာသလားတရုတ်ဘက်ကကြော်လာသလားဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးသဘောတူညီချက်တွေရှိတယ်လို့ကျွန်တော်မှတ်တမ်းမှာဖတ်ဖို့ပါတယ်9နှစ်တစ်ချိန်ဖြစ်စေ10နှစ်တစ်ချိန်ဖြစ်စေပေါ့နယ်နိမိတ်ရဲ့သဘောတဘာဝကကျွန်တော်တို့ရာသီဥတုအရာပြောင်းလဲလာတာရှိတယ်ရာသီဥတုတဘာဝဘေးရကျွန်တော်တို့ဒီနယ်ခြားတိုင်တွေပေါ့ကျွန်တော်တို့ပြက်စီးတာလည်းဖြစ်နိုင်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့နယ်နိမိတ်နဲ့ပတ်သက်ရင်ဒီနယ်နိမိတ်မြေပုံတွေကဒီတရုတ်နိုင်ငံဘက်ခြမ်းမှာလည်းတရုတ်အစိုးရလက်ထက်မှာလည်းရှိတယ်လို့ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရရဲ့လက်ထက်မှာလည်းရှိပါတယ်ဒါကကျွန်တော်ကဘာတိကျွန်တော်နယ်နိမိတ်တိုင်းတာပါကျွန်တော်အိမ်တော်မှာဗျာခင်ဗျားခြံစည်းကိုအိမ်တော်မှာဗျာလက်ရှိကျွန်တော်တို့ဂရံဗျာဥမာပြဂရံပေါက်တဲ့နေဆိုပါစို့ဂရံပေါက်တဲ့နေတော်မှာခင်ဗျားရဲ့ခြံစည်းကဘယ်ကနေဘယ်တိရှိတယ်ဘယ်ကနေဘယ်တိရှိတယ်မြေပုံကကြနနာရှိပြီးသားဒါကျွန်တော်တို့ဒီဂရံပေါက်နေတခုပေါ့ကြီးရွာတွေမှာဆိုရင်လည်းပဲဘသူပြည့်သိတယ်ဒီအိမ်ကဒီမြေနဲ့ဒီမြေဘလောက်ကနေဘလောက်ကမောင်ဖြူအိမ်မြေဘလောက်ကနေဘလောက်ကမောင်ဒီအိမ်ဆိုတာရှိပြီးသားသို့တော်လည်းပဲတချို့သောနေအိမ်တွေကခင်ဗျားသိပါလိမ့်မယ်ဝါးပင်လေးစိုက်ပြီးတော့ခြံစည်းတဖြည်းဖြည်းခိုးတာတို့အသက်ပင်လေးစိုက်ပြီးတော့ခြံစည်းတဖြည်းဖြည်းခိုးတာတို့ဒါတော့ရှိတယ်ရွာတွေဘက်မှာရှိတယ်အမျိုးမှာတော့ဒါမျိုးတော့ရှားတော့ဗောဗျမျိုးမှာရှိတာဂရံတုလို့ပေါ့ဒီပြဿနာတွေတော့ရှိတာပေါ့ဒါကြောင့်ကျွန်တော်ကပြောချင်တာကလက်ရှိတရုတ်မြန်မာနယ်စပ်ကျော်နယ်နိမိတ်နဲ့ပတ်သက်ရင်1960ကာလကဦးနုနဲ့ကျွန်တော်တို့ဒီတရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်ချူလိုင်အင်းတို့ကဘေကျင်းမှာလက်မှတ်ရေးထိုးခဲ့ပြီးသားတရုတ်နိုင်ငံရဲ့ပိုင်တဲ့မြေကဘလောက်မြန်မာနိုင်ငံရဲ့ပိုင်တဲ့မြေကဘလောက်ဆိုတာကျွန်တော်နှစ်နိုင်ငံမှာရှိတယ်ဒီခြံစည်းရိုးတွေပတ်သက်ရင်တရုတ်ကဘယ်ချင်းကစခတ်လဲဆိုတော့ကျွန်တော်တို့ဒီCOVID-19 ရောဂါပေါ့ COVID-19 ရောဂါကျွန်တော်တရုတ်အပေါင်းဝင်ကမ္ဘာနိုင်ငံအသီးသို့ပြန့်နှံ့သွားတယ်အဲ့ဒီကာလမှာတရုတ်ကဒီလူဝင်လူထွက်ကိုကန်တာဖို့နဲ့ယောဂါကိုထိန်းချုပ်ဖို့ဆိုပြီးတော့တရုတ်မြန်မာနယ်စပ်တကြောမှာတော့ခြံစည်းရိုးတွေတောက်လျှောက်ခတ်လာတယ်ခြံစည်းရိုးတွေတောက်လျှောက်ခတ်တယ်ခတ်ပြီးတော့ကျွန်တော်တို့အဲ့နောက်ပိုင်းမှာကျွန်တော်တဖြည်းဖြည်းဒီဘက်ကိုတိုးလာတယ်ပေါ့တိုးလာတယ်ပေါ့ဘယ်လိုပဲတိုးနေပါသေးဗျာကျွန်တော်တို့ဒီတရုတ်နိုင်ငံအစိုးရလက်ထက်မှာလည်းကျွန်တော်တို့ဒီနှစ်နိုင်ငံပိုင်နဲ့ပတ်သက်ပြီးတော့တို့မှလည်းမြေပုံရှိတယ်ကျွန်တော်မှလည်းမြေပုံရှိတယ်ဒါကျွန်တော်ညင်းလို့မရတဲ့အချက်ပဲအဲ့တော့လက်ရှိကျွန်တော်ထွက်ပေါ်လာတဲ့ဓာတ်ပုံတွေအရဒီတရုတ်နိုင်ငံကမြန်မာနိုင်ငံဘက်ချမ်းကိုမြန်မာပိုင်နယ်တဲ့ကိုကျွန်တော်တို့ခြံစည်းတိုးခတ်လာသလား
ဘာလဲဆိုတော့ကျွန်တော်နောက်ထပ်ဒီလာမဲ့လက်ရှိဒီအစိုးရမှာပေါ့အစိုးရမှာကျွန်တော်နှစ်နိုင်ငံနယ်စပ်ကျွန်တော်တို့နယ်နိမိတ်ကော်မတီတွေဖွဲ့ပြီးတော့ကျွန်တော်ပြန်ပြီးစစ်မယ်ဆိုရင်တော့ပြန်စစ်ဖို့လည်းရှိလာမှာပါပြန်စစ်တဲ့အခါကျွန်တော်ဒီ chance 0ကကျွန်တော်နောက်ကိုပြန်ဆော့ရမှာပဲလက်ရှိကကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေကလက်ရှိမှာဒီ area တွေကဒီ MMD အဖွဲ့တွေ USA အဖွဲ့တွေထိန်းချုပ်ထားတယ်ထိန်းချုပ်ထားတဲ့အတွက်ကျွန်တော်တို့လောကကန်ရအကန့်တော်ရှိပါလိမ့်မယ်သို့တော်လည်းပဲဒီနယ်နိမိတ်ဒီနိုင်ငံကဒီမြန်မာနိုင်ငံရဲ့မြေပုံအားလုံးမြန်မာနိုင်ငံရဲ့ပိုင်တဲ့အားလုံးကနိုင်ငံတော်အစိုးရကပဲပိုင်တာဘယ်လက်နက်ကိုင်အဖွဲ့မှပိုင်တာမဟုတ်ဘူးဒါရှင်းရှင်းလေးပဲလက်ရှိမှာကျွန်တော်တို့ဒီတရုတ်ပြည်သူ့သမ္မတနိုင်ငံပေါ့ဗျာတရုတ်ပြည်သူ့သမ္မတနိုင်ငံတနည်းအားဖြင့်ယူနန်အစိုးရပေါ့တရုတ်မှာဗျာခင်ဗျာတရုတ်ရဲ့ထောက်လိုင်း agency ကကဘာပတ်နေတာကဘာပတ်နေတဲ့အခါကျတော့ဒီချန်စီယိုဒီမြန်မာနိုင်ငံရဲ့မြေပုံပိုင်မြန်မာနိုင်ငံရဲ့မြေပိုင်တဲ့အဲကိုတရုတ်ကကျူးကျော်ခတ်ခဲ့သလားမခတ်ခဲ့သလားဆိုတာကျွန်တော်ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့လည်းဒီကနေ့ဒီနိုင်ငံရေးဝန်ကြီးဌာနကိုကျွန်တော်မေးထားတယ်ပေါ့ဗျာမေးထားတော့ဒီလက်ရှိတရုတ်ဒီလက်ရှိကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ MMD နဲ့ USA အဖွဲ့တွေထိန်းချုပ်တဲ့ area မှာတရုတ်နိုင်ငံကမြန်မာနိုင်ငံပိုင်တဲ့အဲကိုချန်စီယိုတွေတိုးခတ်နေတယ်လို့မီဒီယာတွေမှာဖော်ပြထားတယ်ဒေသခံပြည်သူတွေမှာလည်းကျွန်တော် online မှာဒါကျွန်တော်တို့ရိုက်ပြီးဖော်ပြတာတွေ့ရတယ်ဗီဒီယိုရိုက်ပြီးဖော်ပြတာတွေ့ရတယ်ဒါကြောင့်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနှစ်နိုင်ငံပေါ့ဒီနယ်နိမိတ်ကိုပြန်စစ်ဆေးသွားဖို့ရှိသလားပေါ့ပြီးရင်ဒီလိုလုပ်တယ်ဆိုရင်လည်းကန့်ကွက်သွားဖို့ရှိသလားပေါ့ဒါတော့ကျွန်တော်မေးခွန်းမေးထားပါတယ်ပြန်ဖြေတဲ့အခါကျတော့ကျွန်တော်တို့အပြည့်စုံတင်ပြပါမယ်အဲ့တော့ဒီနယ်နိမိတ်နဲ့ပတ်သက်ရင်ကျွန်တော်တို့နိုင်ငံနယ်နိမိတ်နဲ့ပတ်သက်ရင်တရုတ်နိုင်ငံကကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံအစိုးရတွေက1960ကာလကလက်မှတ်ရေးထိုးထားပြီးသားဘယ်နေရာပိုင်နေဘယ်နေရာမြန်မာနိုင်ငံဘယ်ပိုင်နေမြန်မာနိုင်ငံတရုတ်နိုင်ငံဘယ်ပိုင်နေဆိုတာရှိပြီးသားအချိန်တစ်ခုကြာရင်တော့ကျွန်တော်တို့ဒီနေရာတွေကဒါနိုင်ငံနယ်စပ်ကော်မတီတွေပြန်ပြီးတော့ဒါစစ်ဆေးပြီးတော့ဒါတွေကကျွန်တော်နောက်ကိုပြန်ရောက်သွားမှာပါပဲအချိန်တစ်ခုပါပဲအဲ့တော့ဒီထိုင်းနဲ့မြန်မာဆိုရင်လည်းပဲဒီလက်ရှိဒီနယ်စပ်မှာဆိုရင်ဒီနိုင်ငံနယ်စပ်ကော်မတီတွေပေါ့ကော်မတီတွေဖွဲ့ပြီးတော့ဒါကျွန်တော်တို့ဒီနယ်စပ်နဲ့ပတ်သက်ပြီးတော့တော့အစည်းအဝေးတွေလုပ်တယ်အစည်းအဝေးလုပ်ပြီးတော့ဘယ်လိုလုပ်ကြမလဲဆိုတာကျွန်တော်တို့ထိုင်းကကြော်ရလားမြန်မာကကြော်ရလားမြန်မာဘက်မှာဘာတွေလုပ်နေလဲထိုင်းဘက်မှာဘာတွေလုပ်နေလဲဒါတွေကကျွန်တော်အများနဲ့ထိတွေ့မှုတွေလုပ်နေပေါ့တရုတ်နိုင်ငံဘက်အချမ်းမှာတော့ကျွန်တော်တို့ဒါတွေကတော့ဒါလက်ရှိအစိုးရမှာကျွန်တော်ဆက်လုပ်သွားမယ်လို့နားလည်ရပါတယ်ဒါကြောင့်ဒီချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံတော်ကလည်းလုံးတင်လုံးထိုက်တာတွေလုပ်သွားမှာပါလုံးတင်လုံးထိုက်တာလုပ်သွားမှာပါအဲ့တော့ဒီဒီချင်းနဲ့ပတ်သက်ပြီးတော့ MMD နဲ့ USA ကတော့သူတို့ဘာမှမပြောကြဘူးဘာကြောင့်မပြောကြလဲဆိုတော့ဒီခင်ဗျားတို့လည်းတမိုင်းမှာရှိပါလိမ့်မယ်မြန်မာနိုင်ငံကိုကျွန်တော်တရုတ်ဖြူကျူးကျော်မှုဆိုတာရှိပါလိမ့်မယ်တမိုင်းမှာရှိခဲ့ပါတယ်နောက်တဲ့အခြေအနေတခုကကျွန်တော်တို့ဒီကိုကန့်တွေကလက်ရှိကိုကန့်တွေပေါ့ MMD အဖွဲ့တွေကကျွန်တော်တို့နိုင်ငံသားတွေမဟုတ်ဘူးဗျခင်ဗျားတို့ကျွန်တော်တို့ကကျွန်တော်ဒီမြန်မာနိုင်ငံသားတွေအဖေအမေကဗမာစစ်မြန်မာတွေပေါ့ဗမာစစ်တွေပေါ့ဗမာသွေးတွေပေါ့ပြီးတော့ကျွန်တော်ကျန်တဲ့ဒီမြန်မာနိုင်ငံမှာရှိတဲ့မြေဒီတိုင်းသားမဆိုအားလုံးကကျွန်တော်နိုင်ငံသားပါပဲတိုးတော့လည်းပဲဒီကိုကန့်တို့ဒီယူဝါတို့ကကျွန်တော်တော်တော်လေးဆွေမျိုးဆက်ရတယ်ဗျဒါကိုကန့်ဆိုတော့ပို့ဆိုးတော့ဗျာခင်ဗျားတို့သိတယ်ကိုကန့်ဆိုတော့ပို့ဆိုးတယ်ဗျကျွန်တော်တို့မြန်မာမျိုးရင်းနေလည်းမဟုတ်ဘူးသူတို့ရဲ့ပိုင်ဆိုင်မှုတွေသူတို့ရဲ့နေမှုထိုင်မှုတွေသူတို့ရဲ့လူဖြစ်လာတဲ့ရင်းမြစ်တွေပေါ့သူတို့ရဲ့ရင်းမြစ်တွေပေါ့သူတို့ရဲ့ရင်းမြစ်တွေကယူနန်ပြည်နယ်တွေကလာတာကြီးပဲယူနန်ပြည်နယ်တွေကလာတာကြီးပဲအဲ့ဒီသတင်းပြချုပ်ခြင်းကကျွန်တော်တို့ကဒီတရုတ်တံမတ်ကြီးတို့ကျွန်တော်ဒီတရုတ်ရဲ့ဒီတန်ရာရှိကျွန်တော်မတွေ့သေးလို့တွေ့တဲ့ခါကျရင်ကျွန်တော်ဒါတွေမေးမှာသူတို့ဘက်ကဘယ်လိုသဘောထားရှိတယ်လဲပေါ့ဗျာဒါတွေကျွန်တော်မေးမြန်းတော့မှာဖြစ်ပါတယ်အခုကကျွန်တော်မတွေ့သေးလို့ပါအဲ့တော့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးသိရရင်လည်းဆက်ပြီးတင်ပြပေးပါမယ်